မြန်မာနိုင်ငံမှာချမ်းသာဆုံးတတိကတော်ဆိုပေမဲ့အကြောင်းရင်းတစ်ခုကြောင့်အလိုမင်္ဂလာပွဲမှာယောဂီဝတ်ဆောင်တာဝတ်တဲ့နန္နာလိုက်ချမ်းသာကြွယ်ဝတဲ့တတိကတော်ဆိုပေမဲ့အလိုမင်္ဂလာခန္ဓာတွေမှာကွန်ပါကတနာမပါပဲယောဂီဝတ်ဆောင်ကိုဆွဆွဲမြဲမြဲဝတ်သက်သူဟာတယောက်ဆောင်မင်းသမီးနန္နာလိုက်ပါဒါကြောင့်လည်းတယောက်ဆောင်မင်းသမီးနန္နာလိုက်နဲ့ပတ်သက်ပြီးလူပြောများနေတယ်လို့ဘာကြောင့်များယောဂီဝတ်ဆောင်ဝတ်ရတယ်လဲဆိုတာသိချင်နေကြတာပါအခုရပိုင်းမှာဆိုရင်လည်းနန္နာလိုက်ဟာစံတော်ကြိုးကြိုင်ဒုက္ခထုတ်စီတော်ထီတင်ပွဲကိုမိသားစုလိုက်သွားခဲ့ကြပါတယ်။အဆိုပါထီတော်တင်ပွဲကိုနန္နာလိုက်တို့မိသားစုဟာပဲလူတန်းတာပါ။အဆိုပါထီတော်တင်ပွဲကဏ္ဍမှာတော့ကျောင်းဆောင်မင်းသမီးနန္နာလိုက်ဟာဝက်ကောင်းစားလာတွေမဝဲပဲရိုးရှင်နဲ့ယောဂီဝတ်စုံကိုသာဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။တကယ်ဆိုရင်တစ်ချိန်ကတယောက်ဆောင်ညမင်းသမီးဖြစ်ခဲ့ဘူးသူနန္နာလိုက်ဟာမြန်မာနိုင်ငံမှာချမ်းသာဆုံးတတိကတော်လို့ဆိုရမှာပါဒါပြည့်နန္နာလိုက်ဟာအနုပညာလောကမှာချမ်းသာဆုံးသူလို့ဆိုရမှာပါနန္နာလိုက်ဟာမြန်မာနိုင်ငံမှာချမ်းသာဆုံးတတိကြီး9ဦးမှာသူအပါအဝင်ဖြစ်တဲ့စေကဘာခင်ရွှေရဲ့သားဖြစ်သူစီတီဟာနဲ့လက်ထပ်ထားတာဖြစ်ပြီးမြန်မာနိုင်ငံရဲ့အချမ်းသာတတိကတော်ကြီးဖြစ်နေရပါဒါကြောင့်မို့လဲနန္နာလိုက်သာစမိုင်းတို့လိုတတိတွေလောက်ကတော့အပြောလို့ဆိုရပါလိမ့်မယ်ဒါမဲ့လည်းနန္နာလိုက်ဟာဒီလိုချမ်းသာကြွယ်ဝပေမယ့်ဘဝကိုရိုးသားအေးဆေးစွာဖြတ်သန်းနေပြီးလူမြင်ကွင်းရွှေတောင်ပေါ်လာတာကနေပါရီအထူးသဖြင့်နန္နာလိုက်တို့ရဲ့ Facebook စာမျက်နှာတွေမှာရိုးသားတဲ့တာမန်အင်တာရှင်မသူအဖြစ်သာပရိသတ်တွေကမြင်တွေ့ရတာဖြစ်ပါတယ်ဒါပြနန္နာလိုက်တာအလိုမင်္ဂလာအခမ်းအနားတွေမှာယောဂီဝတ်စုံကိုသာဝတ်ဆင်တာဖြစ်ပါတယ်တချို့သောတထေမကြီးတွေဆိုရင်အလိုတန်းနဲ့အခမ်းအနားပွဲတွေမှာဆိုရင်သူမတို့ရဲ့ပိုင်ဆိုင်မှုကိုကြွားလုံးထုတ်တဲ့အနေနဲ့စိန်ရွှေတွေကိုတီးနေအောင်ဝတ်တယ်လို့တကယ်ကိုကွန်ပါကတနာတွေနဲ့ဖော်ပြလေးရှိပါတယ်။နန္ဒလိုက်ဟာလည်းနာမည်ကြီးစိတ်ကပိုင်ကုမ္ပဏီရဲ့တတိမကြီးဖြစ်တာမို့သူမရဲ့ပိုင်ဆိုင်မှုတွေကိုကြွားလုံးထုတ်မယ်ဆိုရင်ထုတ်လို့မကုန်နိုင်ပါဘူး။မျက်စိကျိန်းလောက်စရာလဝတ်ရတနာတွေဖိုတန်ဝတ်စားတွေဝင်နိုင်ပါတယ်။ဒါမဲ့လည်းနန္ဒလိုက်ကတော့အလိုမင်္ဂလာအခမ်းအနားပွဲမှာဆိုရင်ကွန်ပါကတနာမပါပဲယောဂီထမိန်လေးနဲ့အညိုရောင်ယောဂီဝတ်စုံကိုသာဝတ်ဆင်တာပါဒါကြောင့်လေအားလုံးကနန္နာလိုင်းကဘာကြောင့်ယောဂီဝတ်စုံဝတ်တယ်လဲဆိုတာသိချင်နေကြဖြစ်ပါတယ်တကယ်တော့နန္နာလိုင်းဟာမလိုမျိုးဖြစ်တာကြောင့်မလိုမျိုးရဲ့ထုံတန်းစင်လာအတိုင်းအလွန်လုံးရင်ယောဂီဝတ်စုံကိုပကတနာမပါပဲဝတ်ဆင်တာဖြစ်တယ်လို့သူမကိုယ်တိုင်ကလည်းပကတနာတွေမမှတ်ပဲတတနာကြီးအလုပ်ပဲလုပ်ချင်လို့ဒီလိုရိုးရှင်းတဲ့ဝတ်စုံဝတ်တာဖြစ်ကြောင်းတရားရပါနန္နာလိန်တို့မိသားစုဟာကျန်းအကျယ်ဝရဲ့အပြင်ကိုအလူရည်စက်လက်နဲ့မကွာဆိုတဲ့အတိုင်းဖျားစီတီပတိုကြောင့်ကန်လူတန်းမှုတွေပြုပြင်မှုတွေမှာအမြဲတမ်းတရားတက်တန်းစွာနဲ့ပဲအလူတန်းတွေကိုပြုလုပ်လေးရှိတာပါမင်းသမီးကြီးနန္နာလိန်တို့မိသားစုဟာအမြဲတမ်းလက်အလူတန်းတွေကိုအဆက်မပြတ်လုပ်လေးရှိတဲ့တကယ်အလူတက်ကဒေကမာလို့တောင်ပြောလို့ရပါတယ်ဒီလိုမျိုးလူတန်းလေးရှိတာကြောင့်မင်းသမီးနန္နာလိန်ဟာနိုင်ငံတော်ဟာချင်းမြတ်ထားတဲ့သရီတူတမသရီဘွဲ့ကိုတင်ကီဘွဲ့ကိုတောင်ရရှိထားသူပါအလူတန်းတွေအများကြီးလုပ်နေတဲ့မင်းသမီးနန္နာလိန်ဟာအမြဲတမ်းရိုးရိုးလေးနဲ့ပကတနာတွေမပါပဲယောဂီဝတ်စုံကိုတောင်ဝတ်ဆင်လေးရှိတာပါဒါလည်းအခုခေတ်မိန်းကလေးတွေအတူယူစရာကောင်းတဲ့အချက်တစ်ချက်လို့တောင်ပြောလို့ရပါတယ်ယောဂီဝတ်စုံပေါ်ရင်တော့ရိုးရိုးရည်ရည်လေးနဲ့အများတူမျက်စိအေးစီမဲ့ဝတ်စုံတွေကိုပဲဝတ်ဆင်တင်တာပါ။ဘာလို့ကြွားဖို့ဝါဖို့စိတ်ကိုမထားပဲပကတနာကင်းကင်းနဲ့အလူပြလို့ရတာဟာလေတကယ်ကိုအနှစ်သာရတစ်ခုလို့ပြောလို့ရပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တို့ကရောဘာသာတရားကိုင်းဆိုင်တဲ့နန္နာလိုက်အပေါ်မိမိတို့အမြင်ကိုပြောသွားကြပါအောင်ရှင်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာအကြောင်းများကိုတင်ဆက်ပေးမှဖြစ်လို့အသစ်တဲ့သောဗီဒီယိုတင်နိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနားချက်ပေးခလုံးလေးကိုလည်းနေထားပေးကြပါအောင်ရှင်။